ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာအခဲမချေတိမှတ်ထားတတ်တာလူရဲ့သဘာဝပဲဖြစ်တယ်အဲ့ဒါလို့တိမှတ်ထားမယ်ဆိုလို့ရှိရင်တဲ့ရသော်ဗျာဝေရံတေတံနဥပတမတိအဲ့ဒါလို့တိမှတ်ထားမယ်ဆိုလို့ရှိရင်တော့ဘယ်တော့မှအညှိုးအတေးအမုန်းတရားတွေဟာပြေပြောက်သွားမှာမဟုတ်ဘူးတဲ့ရှင်တွေကမုန်းနေတဲ့အမုန်းတရားဟာလူတိုင်းမှာရင်ထဲမှာဖြစ်ပေါ်လာတဲ့အမုန်းတရားဟာစိတ်ချမ်းသာမှုကိုပေးနိုင်တာမဟုတ်ဘူးမုန်းစိတ်တွေလွှမ်းမိုးနေပြီဆိုရင်အခဲမကြေတစ်ဖြစ်တောက်တစ်ခေါက်လူတွေဟာမကြေမနက်တွေဖြစ်ပြီးစိတ်ဆင်းရဲမှုကိုအမြဲတမ်းခံစားနေရတာဖြစ်ဒါလူအတိုင်းဝိုင်းမှာဖြစ်လေဖြစ်တာရှိပေါ့နော်ဝေရံတေတံနဥပတမတိအဲ့ဒါလို့အခဲမကြေရင်ထဲမှာမှတ်ထားမယ်ဆိုလို့ရှိရင်တဲ့ရံညိုးဆိုတာမပြေဘူးရံညိုးဆိုတာဟာအတုပ်အလှဲ့ဖြစ်လာတတ်တယ်လူတယောက်ကအနိုင်ယူသွားလို့ရှိရင်နောက်တစ်ခွေကြတော့ခံရသူကအနိုင်ရပြန်တယ်ဟိုနောက်တစ်ခွေကြတော့ခံရသူကအနိုင်ရပြီးတော့လုပ်သူကအရှုံးဖြစ်သွားပြန်တယ်ဟိုနောက်တစ်ခွေရောက်တဲ့အခါခံရသူကအနိုင်ရပြန်တယ်လုပ်သူကအရှုံးဖြစ်သွားအတုံးအလှဲ့ဆိုတာဘယ်တော့မှပြေပြောက်သွားမှာမဟုတ်ဘူးအမုန်းတန်တရားရံညှိုးတန်တရားကြီးဟာမဆုံးနိုင်အောင်ဖြစ်သွားနိုင်တယ်အဲ့ဒီရံညှိုးရံစားတွေကိုဘယ်ပုံပဲနည်းဖြတ်ရမလဲမြတ်စွာဘုရားဒါဘုန်းကြီးတို့တွေနေ့စဉ်ဘဝမှာတနေ့မဟုတ်တနေ့ကြုံတွေ့ကြလို့လက်တွေ့လိုက်နာကျင့်သုံးရမှာဖြစ်တယ်မြတ်စွာဘုရားကဘဝသင်္ကန်းစာပေးပြီးဟောတဲ့အခါမှာအကုစီမံအဝတိမံဇိနိမံအာဟာတိမေယေသတံနုပနရှန္တိဝေရံတေတုပတမတိဒီလူဟာငါ့ကိုဆဲတယ်ဒီလူဟာငါ့ကိုရိုက်နဲ့စော်ကားတယ်ဒီလူကငါပစ္စည်းကိုမတရားယူသွားတယ်အဲ့ဒါလို့အတွေးတွေနဲ့ရင်ထဲနှလုံးထဲမှာဒီအတွေးတွေကိုရင်ထဲမှာသိမ့်မထားပဲနဲ့မေ့ပြောက်ပြက်လိုက်တယ်ရင်ထဲမှာမထားဘူးမေ့ထားလိုက်တယ်အညိုတေးတွေမလုပ်ဘူးဆိုလို့ရှိရင်တဲ့ဝေရံတေတုပတမတိသူတို့မှာရံညိုးရံစားဟာပြတ်သွားတယ်ဆက်ပြီးတော့အတုံးအလှဲ့နဲ့ကလေးသားချင်းနေကြမှာမဟုတ်ဘူးရှင်ထဲမှာလည်းအညိုတေးမထားသည့်အတွက်ကြောင့်ရန်သူဆိုတာအတိမပြုထားတာမဟုတ်သည့်အတွက်ကြောင့်တိခဏ်ခြင်းခွင့်လွှတ်ခြင်းနဲ့စိတ်နှလုံးအေးချမ်းလို့တူရံဘက်မပြုဘဲနဲ့ငြိမ်းချမ်းမှုကိုရရှိမှာဖြစ်တယ်လို့မြတ်စွာဘုရားကတကယ်ငြိမ်းချမ်းရေးလမ်းစဉ်ကိုဟောပေးတာဖြစ်တယ်လူဟာတကယ်ချင်းနှစ်ယောက်ပဲဖြစ်စေမကျေနပ်မှုတွေနဲ့အညှိုးတေးရင်ထဲမှာထားပြီဆိုရင်ဒီတကယ်ချင်းနှစ်ယောက်ဟာတဦးနဲ့တူရန်သူအဖြစ်ရောက်သွားတာသားနဲ့အမိမှလည်းပဲအညှိုးတေးထားလို့ရှိရင်ရန်သူဘဝရောက်သွားအဖေနဲ့သားရန်သူဘဝရောက်သွားကြညီကိုမောင်နှမအချင်းချင်းလည်းရန်သူဘဝရောက်သွားကြအဲ့ဒါလို့အချင်းနေစိုးတွေဖြစ်မသွားရအောင်အညှိုးတေးတွေမထားဘဲနဲ့တိခဏ်ခြင်းခွင့်လွှတ်ခြင်းမေးပြောက်ခြင်းဖြင့်ကြုံတွေ့ရတဲ့မကျေနပ်ဖွယ်ရာအနိဋ္ဌာယုံတွေကိုရှောင်လွှဲရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာဒါတခုတည်းသောနိလန်ပဲဖြစ်တယ်ပေါ့လောကသားတွေကကိုယ်ဆဲသွားတာကိုသိခံရမယ်ခွင့်လွှဲရမယ်ဆိုအလွန်ခဲရင်းတဲ့ကိစ္စတစ်ခုဖြစ်တယ်မကျေနိုင်မချမ်းနိုင်ဒီလူငါ့ကိုစော်ကားတယ်ဆဲရည်တယ်ဆိုတာရှင်ထဲမှာဆွဲနေအောင်မှတ်ထားပြီးဘယ်တော့မှမမေ့နိုင်ဘူးတနေ့တကွေ့တွေ့လို့ရှိရင်ဒီလူကိုဒုက္ခပေးဖို့ပဲအကွက်ချောင်းနေတတ်တယ်မြတ်စွာဘုရားသူတော်ကောင်းတွေရဲ့အမြင်ချတော့ဒီလိုမဟုတ်ဘူး
မေ့ပြလိုက်ရှင်ထဲမှာမှတ်မထားနဲ့ရှင်ထဲမှာမှတ်ထားခြင်းအပြင်ကိုယ်မှာအစိတ်အတောက်တစ်ခုကိုယ်ကိုအန္တရာယ်ပြုမဲ့အန္တရာယ်ကြီးကိုသိမ်းထားတာနဲ့အလားတရံတူတယ်အန္တရာယ်ကိုသိမ်းထားတဲ့လူတွေကိုမွေပွေးကပိုက်ပိုက်ထားတယ်လို့ပြောကြတယ်မပွေးကပိုက်ပိုက်ထားတာကမှမွေကိုင်းလို့သိရင်တဘွားပဲသိမှာဖြစ်တယ်ရှင်တဲ့နှလုံးထဲမှာမချစ်နှက်မှုကိုထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအမြဲတမ်းကလေးစားချေလို့တစ်ဖက်သားအပေါ်မှာကျွလွန်မိမဲ့အကုသိုလ်အားလျော်စွာဒုက္ခရောက်ဖို့တွေကအများကြီးဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားကရှင်တဲ့နှလုံးထဲမှာမှတ်မထားနဲ့။အဲ့တော့ဘုန်းကြီးတို့တွေဟာဘာကြိုးစားရမလဲ။ကိုယ်ဆဲသွားလို့ရှိရင်ဘာဖြစ်လဲလူကဆဲလိုက်တာနဲ့တပြိုင်နက်လူတွေမှာမာနဆိုတာရှိတယ်။မာနဆိုတာငါကိုမထိနဲ့မခံဘူးဆိုတဲ့စိတ်ဓာတ်အဲ့ဒီမာနဟာလည်းအကုသိုလ်တရားပဲဖြစ်တယ်ပေါ့အဲ့ဒီမာနကိုယ်ဆဲတာကိုငုံခံရတာကိုအရှုံးကြီးရှုံးတယ်လို့လူတွေမှာယူဆကြမြတ်စွာဘုရားကတော့အဲ့ဒါလို့မဆိုဘူးအကောဒေနစီနေကောတာကိုယ်ကိုဒေါသနဲ့တစုံတစ်ခုလုံးမယ်ဆိုရင်ကိုယ်ကဒေါသနဲ့မတုံ့ပြန်မဲနဲ့သီးခံခြင်းဖြင့်အနိုင်ယူရမယ်လို့မြတ်စွာဘုရားတိတ်ခေါ်တာသို့တော့အနိုင်ယူပုံယူနည်းကလောကလူသားတွေအနိုင်ယူပုံနဲ့သူတော်ကောင်းတွေရဲ့အနိုင်ယူပုံအလွန်ကွာခြားတယ်မြတ်စွာဘုရားကိုယ်တိုင်လည်းအဆဲခံရတဲ့အကျိန်ပေါင်းများစွာပဲကိုယ်တိုင်အဆဲခံရတယ်သို့တော့မြတ်စွာဘုရားဆဲလာတဲ့အခါငါကိုဆဲသွားတယ်လို့စိတ်ထဲမှာရှိကိုမရှိဒီလူငါကိုဆဲသွားတယ်ဆိုတဲ့အတွေးကိုခေါင်းထဲအထက်မထည့်ဘူးအဲ့ဒီခေါင်းထဲထည့်လိုက်တာဟာမပွေးတကောင်ကိုခပိုက်ပိုက်လိုက်တယ်လို့ဖြစ်သွားတယ်ကို့အတွက်မှအန္တရာယ်ကြီးတစ်ခုဖြစ်လာသို့သောလောကလူသားတွေကသိလာလို့ဆိုမသိဘူးဘယ်သူကလွှမ်းမိုးပြီးတော့အမှန်မသိအောင်လုပ်နေတယ်လဲဆိုရင်မာနဆိုတဲ့တရားငါထိရင်မခံဘူးဆိုတဲ့မာနတရားကြောင့်ဆဲရင်ပြန်ဆဲမယ်ရိုက်ရင်ပြန်ရိုက်မယ်ဆိုတဲ့ကလေးစားချေမှုဘက်မှာလောကလူတွေဟာအတန်နေကြတယ်ဒီကံချင်းခွင့်လွှတ်ခြင်းဆိုတာကိုယ့်အလုံးမဟုတ်တယ်လို့နေကြတာအဲ့ဒီကြတော့လောကကြီးတစ်ခုလုံးဟာငြိမ်းချမ်းမှုတွေပျက်စီးပြီးရံပွဲတွေနဲ့လွှမ်းမိုးပြီးတော့သွားကလေးစားချေမှုတွေနဲ့လွှမ်းမိုးသွားတယ်မဆုံးနိုင်တဲ့အမုန်းတန်တရားကြီးထဲမှာကိုယ်လည်းရမကင်းတစ်ဖက်သားလည်းရမကင်းတဦးနဲ့တဦးငြိမ်းချမ်းခြင်းဆိုတဲ့အရာတွေဆုံးရှုံးသွားတယ်ဆိုတာလောကလူသားတွေဟာမသိကြဘူးပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဆုံးမတယ်ဘုရားကိုယ်တိုင်ဆုံးမခံရတဲ့အချိန်တွေရှိခဲ့တဲ့အချိန်တွေမှာအတွေ့အကြုံလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကောသမိကြွလာတယ်ကောသမိမြို့ထဲဆွမ်းခံဝင်တဲ့အခါမှာမြတ်စွာဘုရားမကိုအမုန်းကြီးမုန်းတာဘယ်သူလဲလို့ဆိုရင်ဥဒေနာမင်းရဲ့တတိယမြောက်မိဖုရားဖြစ်တဲ့မာခန္ဒီဆိုတဲ့မိဖုရားပဲဖြစ်တယ်မြတ်စွာဘုရားကိုအလွန်မုန်းတယ်မုန်းသည့်အတွက်ကြောင့်သူဘာလုပ်တယ်လဲဘုရားနဲ့တန်ဃာတွေဆွမ်းခံလာပြီဆိုတဲ့အခါမှာလူတွေကိုပိုက်ဆံပေးပြီးတော့ဆဲခိုင်းတာဆဲတယ်ဆွမ်းခံလာတဲ့ကိုတော်တွေအကုန်ဆဲလွတ်တယ်အဲ့လိုဆဲတဲ့အခါမှာမြတ်စွာဘုရားကိုရှင်အနန္ဒာကလျှောက်တယ်ရှင်ဘုရားတပည့်တော်တို့ဆွမ်းခံသွားတဲ့အခါမှာလူတွေကရုပ်ရုပ်မာမာတို့ဆဲကြတယ်တဲ့အဲ့တော့ဒီကောသမိမှာမနေရင်ကောင်းမယ်ထင်တယ်တပည့်တော်တို့တဏှာရွှေ့ရင်မကောင်းဘူးလားဆိုတော့မြတ်စွာဘုရားမိန့်ကြားတာလေးကိုမှတ်သားထားဖို့လိုအပ်တယ်နော်မြတ်စွာဘုရားကရှင်အနန္ဒာကိုမေးလိုက်တယ်အနန္ဒာဟုတ်ပြီကောသမိကဆဲလို့တခြားမြို့ရွှေ့အဲ့ဒီမြို့ကလူတွေကဆဲရင်ရောဘယ်လိုလုပ်မလဲ
အရှင်ဘုရားအဲ့ဒီမျိုးအဆဲရင်လည်းနောက်တစ်မျိုးရွှေ့သေးတာပေါ့ဆဲတာတွေကိုရှောင်လွှဲပြီးတော့သွားမယ်ပေါ့မဆဲတဲ့နေရာကြိုးစုမဲ့နေရာပဲသွားမယ်ဆဲတဲ့လူတွေမခံနိုင်ဘူးပေါ့ရွှေ့မယ်လို့ပြောမြတ်စွာဘုရားကဘာအမေးရှိအာနန္ဒာပြဿနာကိုခုလိုရင်မဆိုင်မဲနဲ့ရှောင်လွှဲပြီးမသွားသင့်ဘူးဒီနေရာမှာပေါ်တဲ့ပြဿနာဒီနေရာမှာပဲငြိမ်းအောင်လုံးမှတနေ့လှုပ်ပြီးတော့မှတနေရာကိုရွှေ့တဲ့နေလို့မြတ်စွာဘုရားကပြဿနာကိုရှောင်ပြေးတာမကြိုက်ဘူးပြဿနာကိုရင်ဆိုင်ဖြေရှင်းတာပဲကြိုက်တယ်ပေါ့ဘာကြောင့်မကြိုက်တာတော့ဆိုပြဿနာတစ်ခုရှောင်ပြေးသွားရင်နောက်ထပ်ပေါ်အောင်မှာပဲဒီပြဿနာအဲ့တော့ရှောင်စရာနေရာနောက်ဆုံးကြတော့ကုန်သွားမှာပဲရင်ဆိုင်လိုက်တယ်ရင်ဆိုင်လိုက်တဲ့အခါငြိမ်းသွားတယ်ရင်ဆိုင်ပြီးတော့ငြိမ်းချမ်းမှုကိုမြတ်စွာဘုရားကလမ်းညွှန်ပြတာပဲဖြစ်တယ်ပေါ့သီခဉ္ဉ္ခွင့်လွှတ်ခြင်းနဲ့ရင်ဆိုင်လိုက်တဲ့အခါမှာဆဲတဲ့လူတွေဟာနောက်ပိုင်းကျတော့လက်လျှော့သွားလက်လျှော့ပြီးတော့ရှုံးပေးသွားတယ်ဒါမြတ်စွာဘုရားကိုယ်တိုင်သီခဉ္ဉ္ခွင့်လွှတ်ခြင်းအမှတ်မထားခြင်းအပြင်စော်ကားဆဲလာတဲ့ပုဂ္ဂိုလ်တွေရှောင်လွှဲတာဟာဒီပုံစံနဲ့ပဲရှောင်လွှဲတာ